ဒီနေ့မိသက်မျှဝေပေးချင်တာလေးကတော့အရင်နေ့ကလုံးလက်စအယောင်စင်းနေကိုပေါင်ချဘလို့ထုတ်မလဲဆိုတာကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်။ဒီမှာဥဆုံးကိုဆိုင်မှာရောင်းတဲ့ပစ္စည်းစင်းတွေကိုဒီမှာရေးထားလိုက်အရင်ဥဆုံးအဲ့မှာကုတ်နံပါတ်တွေလည်းကိုယ်အတိုင်းသတ်မှတ်ထားခဲ့လိုက်ပြီးရင်ပစ္စည်းနာမည်တွေကိုဘယ်နှမျိုးရှိတယ်တော့မျိုးမြည်တွေအကုန်ရေးထားလိုက်ပြီးလို့ရှိရင်ဈေးနှုန်းတွေသတ်မှတ်ထားခဲ့လိုက်အဲ့ဒီ data လေးအရင်ဆုံးရှိရမယ်မရှိသေးဘူးဆိုလို့ရှိရင်ကိုကရှိတစ်ခုအသက်တောင်းပြီးတော့အမှရိုက်ထည့်ပြီးရင်သူတို့ကိုဒီပဲတိဆောက်ရမယ်ဘယ်လိုတိဆောက်ရမလဲဆိုတော့ဆက်လက်ပေးပြီးတော့ insert တွေကနေဒီ table ဆိုတာလေးကိုနှိပ်ရမှာလွတ်သွင်းထားတဲ့စင်းလေးကို table တိဆောက်ခြင်းဆက်လက်ပြီး insert တွေက table နှိပ်လိုက်အဲ့မှာ my table has header ဒီ table မှာခေါင်းစဉ်ရှိတယ်လို့ပြောလိုက်တာအဲ့တော့ခေါင်းစဉ်ရှိပြီးသားမို့လို့ဒီလို dot down list ပုံစံလေးကြီးကြာလာတယ်အဲ့လိုမျိုးတွေ့ရင်ကြည့်လိုက်တာနဲ့ဒါဒီပဲတိဆောက်ထားလို့သိနိုင်တယ်ဒါကမူရင်းတေပဲရေသက်ကဒီလိုလေးဖန်တီးထားလိုက်တယ်ခေါင်းစဉ်လေးရေးထားလိုက်တယ်မူရင်းတေပဲကဒါမူရင်းတေပဲညာကနောက်လုံးမယ်ဟာအဲ့မှာကုတ်နံပါတ်ဒီကိုအော်တိုကြလာစေချင်တာဘယ်လိုလေးလဲဆိုတော့ကုတ်နံပါတ်ဒီမှာတန်းစီကြနေအောင်မူရင်းတေပဲကိုသွားမယ်ကုတ်နံပါတ်ဒီကိုခေါင်းဆက်လက်ပေးလိုက်ဆက်လက်ပေးပြီးတော့ formula လေးက define name ကိုနှိပ်မယ် define name အဲ့မှာနာမည်ပေးခဲ့လိုက်နာမည်ပေးလို့ရှိရင်ဒီကြားထဲမှာဘာမှမခံရဘူးတစ်ခုနဲ့တစ်ခုခွဲချင်တယ် space လည်းမချရအောင်ခွဲချင်တယ်ဆိုရင်ဒီနောက်တစ်ခုအကြီးစလုံးနဲ့ပြန်စာရေးခဲ့လိုက် okay အဲ့လိုလေးပေးပြီးပြီဆိုလို့ရှိရင်ဒီဖြစ်ချင်တာဒီနေရာမှာကိုကရိုက်မထည့်ပဲနဲ့ပေါ်လာအောင် data validation ချိန်တော့ကျင်တာအဲ့သူ့ကိုလက်ထောက် data တွေက data validation any value မှာ list ထဲ source မှာကစားချ source ကတင်ခဲ့တဲ့ set တွေကိုလိုချင်တာအဲ့ဒီနားလေးမှာပြန်လိုချင်တော့ keyboard က F3 ကိုနှိပ်ခဲ့လိုက်ရင်ဒီမှာလေ COD ကုတ်ကမြေသက်အရင်အစမ်းလောက်ထားတယ်ဟာဒါစောစောလေးရတယ်လောက်ပြလိုက်တယ်တိတ်ထားလိုက်တယ်ဟာ item code ဆိုတာလေးကိုယူခဲ့လိုက်ယူခဲ့ပြီး okay နှိပ်ခဲ့ရင်ဘယ်လိုလေးပေါ်လာမှာဆိုဟောဒီမှာ dot down list လေးနဲ့ကိုစရင်းတွေကိုကိုရောင်းတဲ့ကုတ်နံပါတ်တွေကိုတိတိကျကျ dot down list နဲ့ကြာလာတော့အဲ့တော့အမှားနေတာပေါ့နော်အဲ့တော့ဒီမှာဆိုတစ်ခွက်ရှိသေးတာကိုကဒါကိုလည်းအရင် table တိဆောက်ခဲ့လိုက်သူလည်းစောစောလို့ my table has header လို့ okay လိုက်အဲ့ဆိုရင်ဒီမှာကိုဘယ်နှကွက်လိုချင်တော့ကိုလိုချင်တယ်လား auto fill ဆွဲခဲ့လိုက်ဒီမှာဆိုရင်နော်ကိုပစ္စည်းအမျိုးအမည်ကုတ်နံပါတ်ရေးလိုက်တာနဲ့ပေါ်လာပြီဒီ description မှာမူရင်း data ကိုသွားလိုက်လေကုတ်နံပါတ်A001 ကပစ္စည်းမျိုးမြည်က Apple iPhone A5 ရှိတာဒီကုတ်နံပါတ်တွေကိုနာမည်ပေးတာဘယ်ကနေပေးရလဲဆိုတော့ formula တွေကနေ define name မှာတော့ပေးလိုက်တာdefine name ဆိုဒီမှာနာမည်ရေးလိုက်တာအဲ့ဒါအခုပေးလိုက်တဲ့နာမည်တွေကြည့်ကြလို့ရှင်လေ name manager ကိုသွားကြည့်ခဲ့လားဟုတ်မှာကုတ်နံပါတ်ရဲ့ item code ရဲ့ပေးထားတာကုတ်ကမြေသက်အစမ်းလောက်ထားတဲ့ဟာ item code ကအခုလောက်ပြတယ်ဟာအဲ့လိုပေးခဲ့တာဖြစ်တဲ့အတွက်နောက်ဒီ voucher ထုတ်မဲ့တဲ့မှာကျတော့ dot down list နဲ့ဆွဲလို့ရတော့အောင်သူ့ရဲ့မှာဟာကို data validation နဲ့ချိန်လိုက်တာ data validation က data တွေက data validation ကိုယူခဲ့လိုက်တာအဲ့မှာနှိပ်လိုက်ပြီးတော့any value မှာ list source မှာကစားချပြီး source ကကိုပေးထားတဲ့နာမည်ကို F3 နဲ့ပြန်ခေါ်လိုက်တာเนาะအဲ့ဆို okay လောက်လိုက်တော့ဒီနားမှာအစင်း list တွေကြာလာအဲ့တော့ Apple ဒီပစ္စည်းအမျိုးအမည်ကြာလာဖို့အတွက်ကဘာလုပ်ခဲ့ရအောင်ဆိုတော့ bullocket function သုံးခဲ့တာ bullocket သုံးပြီးမှ error တွေတက်မှာဆိုလို့ if error okay တာပြီးလို့ရှိရင်ဈေးနှုန်းလဲကြာလာစေချင်တာမှုလို့စောစော bullocket အတိုင်းပဲ lookup value မှာတော့ဒီကုတ်နံပါတ်ကိုပဲဥတည်ခဲ့တာကုတ်နံပါတ်ကနေပဲယူခဲ့တာအဲ့တော့ကုတ်နံပါတ်ယူပြီး price တွေပါကြာလာပြီဆိုတော့ quality ကတော့ကိုယ်ရိုက်ထည့်ရတာကိုယ်ဘယ်နှလုံးရောင်းရတဲ့ဟာကိုရိုက်ထည့်တာ amount ကကြာတော့ formula ထည့်ပြရမှာဘာ formula လဲဆိုတော့ညီမြချင်း price ဆိုတဲ့အကွက်နဲ့အမြောက် keyboard က K ပွင့်လေးနဲ့ quality ဆိုတဲ့အကွက်ကို click ထောက်ထားလိုက်တာပြီး enter ခေါက်လိုက်ရတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုရဲ့ဆိုင်မှာရှိတဲ့ကုန်ပစ္စည်းတွေကို data အချက်လက်တွေရေးပြီးလို့ရှိရင်ဒီလိုမျိုး invoice voucher တန်းထုတ်တဲ့အဆင့်ကိုလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ဒီရှိလို့ရှိရင်လည်း comment မှာရေးပေးခဲ့ပါ
ဗီဒီယိုလေးလုပ်ပြီးတော့ပြန်လာခဲ့မယ်နော် bye bye